စီယာဟာသူမရဲ့ဖခင်ရောမိခင်ရောကွယ်လွန်သွားခဲ့တဲ့အတွက်မိတွေဖြစ်သူမာဒါဝီနဲ့အတူနေထိုင်ရပါတယ်။ဒါပေမဲ့မိတွေကစီယာကိုအယံမုန်းတီးပြီးသူမရဲ့သမီးအရင်မိုင်ရာကိုတော့အယံချစ်ပါတယ်။နေမာရီပြောနေတာလေမြန်လို့အိမ်အလုပ်တွေအကုန်အပြီးသက်ဆန်ဟဲ့ဒါပြီးရင်အပြင်ထွက်ပြီးပတ်စံရှာလာခဲ့။ဟုတ်ကဲ့အမေကျမလုပ်နေပါတယ်။အဲ့ဒီအချိန်မှာပဲအထဲကနေမိုင်ရာကလှမ်းော်ပါတယ်အမေစီယာကိုသမီးအခန်းထဲလာပြီးရေပေးဖို့မနက်ကတည်းကပြောထားတာဒါပေမဲ့အခုထိသူလာမပေးသေးဘူးသမီးကိုယ်တိုင်ရေလာယူနေရတယ်နေငါသမီးစကားကိုဘာလို့နားမထောင်တာလဲသူခိုင်းတာကိုဘာလို့မလုပ်တာလဲငါသမီးပါပဲပြောသူမတောင်းဆိုခင်ကတည်းကငါအကုန်ဖြည့်ဆည်းပေးတယ်ဆိုတာနင်သိတယ်မလားနောက်တစ်ခါဒီလိုမျိုးလုပ်ဖို့မကြိုးစားနဲ့မဟုတ်ရင်နေ့ရေကုန်ကိုခွာပြစ်မယ်အမေကျမမိဖို့ကြောင့်မှထမင်းချက်နေလို့မသွားနိုင်တာပါကျမကိုခွင့်လွှတ်ပေးပါနင်းကိုဒီအိမ်မှာဘရင်မလုပ်ဖို့ထားတာမှတ်နေလားငါသမီးရဲ့စံနာတိုင်းပြေးဝရမယ်အလုပ်အားလုံးကိုနင်းပဲလုပ်ရမယ်တော်ပြီအခုသွားပြီးပတ်စံရှာလာခဲ့တော့အမေကျမမနဲ့ကလေးကအလုပ်တွေအကုန်လုပ်နေတာအခုဒီဘာမှမစားရသေးဘူးနည်းနည်းလောက်စားပြီးမှအပြင်လုပ်သွားပေးရစေညကနင်းဘိုင်ဝအောင်စားခဲ့ပြီးပဲအခုစားဖို့ဘာလို့သေးလဲကဲထွက်သွားတော့ဒါကိုပြောပြီးမာရာဝီကစီယာကိုအိမ်ပြင်ကိုတွန်းထုတ်လိုက်ပါတယ်အမေလောက်တာမှန်နဲ့သူကအမြဲတမ်းကျမတို့ကောင်းပေါ်မှာဝင်တော့ဝင်ဖို့ဖြစ်နေတာသမီးစိတ်မပူနဲ့သူ့ကိုတနေ့ကြရင်ငါပညာပေးလိုက်အောင်မယ်စီယာဟာမျက်ရည်တွေကိုတုံးရင်အိမ်ကထွက်လာပါတော့တယ်သူမရင်ထဲမှာနာကျင်မှုတွေပြည့်ရှက်နေပါတယ်အိုးဖျားသခင်အမေသာရှိရင်ဒီလိုမဖြစ်ဘူးအမေကကျမကိုသူ့သမီးလို့မမြင်ဘူးမာရကိုပဲအမြဲအလိုလိုက်ပြီးကျမကိုအစေခံလိုထားတယ်စကားပြောရင်အယိတ်ခံရမယ်မနက်ကတည်းကဘာမှမစားရသေးဘူးအဲ့ဒီလိုပြောရင်သူမတတိတယောက်စီကိုသွားပါတယ်တတိကြီးကျမကိုအလုပ်တစ်ခုပေးပါဘာပဲဖြစ်လုပ်ပါမယ်ကျမပိတ်ဆက်အရန်လွန်းနေလို့ပါအော်တကယ်ပဲဘာမဆိုလုံးမလားဒါဆိုငါစီလာခဲ့လေအဲ့ဒီတထေးကစီယာကိုအောက်ခြေကနေထိတ်အထိရုံညံ့တဲ့အကြည့်တွေနဲ့ကြည်ပါတယ်မဟုတ်ဘူးတထေးကြီးရှင်အထင်မှားနေပြီကျမအလုံးလုံးဖို့ပဲအစင်သင်းရှိတာရုံညံ့တဲ့ရည်ရွယ်ချက်တွေအတွက်မဟုတ်ဘူးငါနင်းကိုပတ်စံတွေအများကြီးပေးမှာပါတခါလောက်ပဲငါစီလာပါရှင့်လိုရုံညံ့တဲ့လူစီမှာကျမအလုံးမလုံးချင်ဘူးစီယာဟဲ့ဒီနေရာကနေချက်ချင်းထွက်သွားပါတယ်သူမမျက်လုံးထဲမှာမျက်ရည်တွေဝဲနေတော့တောင်သူကြီးတယောက်နဲ့တွေ့ပါတယ်ဦးလေးကျမကိုအလုပ်တစ်ခုပေးပါဘာမဆိုလုပ်ပါမယ်ပတ်စံမဲလူချင်တာပါအေးသမီးလေကွင်းထဲမှာမျက်တွေအရန်ပေါက်နေတာဟဲ့ဟာတွေနှုတ်ပေးရင်တော့ကောင်းမယ်ဟုတ်ကဲ့ဦးလေးကျမလုပ်ပေးပါမယ်သူမတနေ့လုံးလေကွင်းထဲမှာပေပန်းလောက်ကိုင်းပါတယ်ညနေရောက်တော့တောင်သူကြီးကသူမကိုအကျွေးစေးအနှဲငယ်ပေးပါတယ်စီယာဟာအိမ်ပြန်ရောက်တဲ့အခါမိတွေကမေးပါတယ်ဒီနေ့ပတ်စံဘယ်လောက်ရှာလာခဲ့လဲစီယာကအကျွေး20ကိုသူ့လက်ထဲထည့်ပေးလိုက်ပါတယ်အကျွေးစင်း20တဲလားဒီလောက်ပင်ပန်းလုပ်ပြီးမှဒါပဲရတာလားနင်ကအလုံးလုံးမယ်ဆိုပြီးပြင်းနေတာလားအမေကျမတတိတယောက်စီကိုသွားခဲ့သေးတယ်ဒါပေမဲ့သူကကျမကိုယုံညံ့တဲ့အကြည့်နဲ့ကြည့်နေလို့အဲ့ဒီမှာအလုံးမလုပ်ခဲ့တာပါအမလီဂုံတိတ်ခါစောင့်ထိန်နေလိုက်တာနင်သာတကယ်အရေးကြီးရှိပတ်စံရလာမှာပေါ့နင်ကငါကောင်းပေါ်ကဝင်တော့ဝင်ပိုးပဲအမေကျမအရန်ပိတ်စာနေပြီတခုစားဖို့ပေးပါအောအိမ်အတွက်ပတ်စံအများကြီးရှာလာဖို့ပြောထားတယ်လေအခုတော့20ပဲယူလာတယ်ဒါကြောင့်နင်ဒီနေ့ထမင်းမစားရဘူးအမေဘာတွေပြောနေတာလဲကျမမနေ့ကတည်းကပိတ်စာနေတာထမင်းလေးပဲတောင်းတာပါထမင်းမစားရရင်ကျန်တဲ့အလုပ်တွေဘလို့လုပ်မလဲအမလေးနင်ငါကိုပြန်ပြောနေတာလားနင်အဖေနဲ့အမေကသိပြီးတော့ဒီဝင်တော့ဝင်ပိုးကိုငါကောင်းပေါ်ပြတ်ထားခဲ့တယ်နေအောင်နင်ကိုအခုသင်ခန်းစာပေးမယ်
အဲ့ဒီလိုပြောပြီးမာရာဝီကကျိန်လုံးကိုယူပြီးစီယာကိုတရက်ဆက်ရှိုက်နှိပ်ပါတယ်။စီယာဟာနာကျင်နိုးနိုးအော်ဟင်ရင်မြေကြီးပေါ်လဲကျသွားပါတယ်။သူမရဲ့ကြောပြင်းတဲ့လက်မောင်းတွေမှာအညိုမဲတွေဆဲကုန်ပါတယ်။မာရာဝီကတနာညတာမှုမရှိဘဲဆဲဆိုပြီးအိမ်ထဲဝင်သွားပါတယ်။စီယာဟာတောင်းတနေရမှာရှိုက်ကြီးတငင်ငိုကြွေးနေပါတယ်။အိုးဖျားသခင်ကျမအပေါ်မှာဘာလို့ဒီလိုတွေဖြစ်နေရတာလဲကျမဘယ်သူ့အပေါ်မှာမကောင်းမကြံဘူးပါဘူးကျမလူချင်တာကချစ်ချင်းမြတ်တာနဲ့ထမင်းတစ်လုံးပါပဲသူမရဲ့မျက်ရည်တွေမြေကြီးပေါ်ကျတဲ့အခါအံ့ဩစရာကောင်းလာအောင်တောက်ပါတဲ့ပလဲလုံးတွေအဖြစ်ပြောင်းလဲသွားပါတယ်ဒါကိုမာယာကမြင်သွားပြီးသူမအမေစီပြေးသွားပါတယ်အမေတိလားခုနကစီယာကိုရိုက်လိုက်တော့သူ့မျက်ရည်တွေကတကယ်ပလဲလုံးတွေဖြစ်ကုန်နဲ့အရန်တောက်ပနေတာပဲမြင်မာတွေရှောက်ပြောနေတာလေသူ့မျက်ရည်ကပလဲဖြစ်နိုင်မှာမလားတကယ်ပြောတာအမေလာကြည့်အောင်သူ့အနားမှာပလဲနှလုံးကျနေတယ်မာရာဝီအပြေအလွာတော့ကြည့်တဲ့အခါတောက်ပတဲ့ပလဲနှလုံးကိုတွေ့လိုက်ရပြီးအမြန်ကောက်ယူလိုက်ပါတယ်ဝါဒါတွေကတကယ်ပလဲတွေပဲတံမိုးကြီးတဲ့ပလဲတွေသူမဝမ်းသာအားရရေမောသွားပါတော့တယ်ဒီမိမမယ်လေးကငါတို့ရဲ့ကံကောင်းခြင်းရဲ့တောက်ချက်ပဲသူမျက်ရည်တွေကငါတို့စီရဲတွေကနေကဲထုတ်ပေးလိုက်မယ်တကယ်လားအမေဒါဆိုသမီးတို့ချမ်းသာတော့မှာပေါ့နော်အေးအရင်ချမ်းသာမှာဒါပေမဲ့တခုပဲလုပ်ရမယ်စီရကိုငိုအောင်လုပ်ရမယ်သူငိုလေပလဲတွေရလေငါတို့ချမ်းသာလေပဲသမီးသူ့ကိုစောင့်ကြည့်ထားအမေဒီပလဲတွေကိုတွားရောင်းပြီးပတ်စံဘလောက်ရမလဲကြည့်လိုက်အောင်မယ်မာရာဝီဟာငွေတို့ချိစားတဲ့သူတရေတအိုးစီသွားပြပါတယ်အိုးအမကြီးဒါတွေကအင်မတန်တန်မိုးကြီးတယ်ပလဲတွေပဲပင်လယ်နဲ့ထဲမှာပဲရှိတတ်တာဘယ်ကရတာလဲအော်အိမ်မှာရှိနေတာပါတန်မိုးသိကျင်လို့လာပြတာဒီပလဲတစ်လုံးကိုငွေစင်9ပြားတန်နဲ့နောက်ထပ်ရှိသေးရင်လည်းယူလာပေးပါဒါဆိုဒီပလဲကိုယူပြီး9ပြားပေးပါနောက်လဲနေတိုင်းယူလာပေးပါမယ်ဒါနဲ့ဒါတွေကဘယ်ကရတာလဲဆိုတာပြောပြအောင်ရှင်းပတ်စံမဲ့အသင့်ပြင်ထားပါဘယ်ကရတယ်ဆိုတာရှင်းသိဖို့မလိုပါဘူးအိမ်ပြန်ရောက်တဲ့အခါသမီးဖြစ်သူကိုပြပါတယ်သမီးကြည်စမ်းငွေစင်9ပြားတောင်ရခဲ့တယ်ငါတို့ချမ်းသာတော့မယ်အခုကစားပြီးသူ့ကိုနေတိုင်းရိုက်ရမယ်သူငိုမှပလဲထွက်မှသူမစီရစီသွားပြီးဟေးနမိတ်မကောင်းတဲ့ကောင်မလေးထဆန်းငါ့ကိုပလဲတွေအများကြီးလိုချင်တယ်ဆိုပြီးမညာမတာထက်ရိုက်ပါတယ်အမေကျမကိုမရိုက်ပါနဲ့တော့ကျမခန္ဓာကိုယ်ကမခံနိုင်တော့ဘူးပါစပ်ပိတ်ထားစမ်းနင့်မျက်ရည်ကငါ့အတွက်ယတနာပဲစီယံကိုယ်တိုင်ပလဲလုံးလေးတွေကျလာပြီးသူတို့သားမိကောက်ယူကြပါတယ်စီယာဟာတနေ့ထက်တနေ့အားနေလာပါတယ်အမေမရိုက်ပါနဲ့တော့ကျမဖျားနေပြီနေငိုမငါတို့ချမ်းသာမှာငိုစမ်းဆိုပြီးပိုဆူဆူရွာရိုက်ပါတယ်တပတ်မှာတော့နန်းတော်မှာဘုရင်ကြီးအာရိဋ္ဌဟာမေဖျားကြီးနေမကောင်းဖြစ်နေလို့စိတ်ပူနေပါတယ်သမားတော်ကြီးမေဖျားကြီးဘယ်တော့တမှာလဲအရှင်မင်းကြီးမေဖျားကြီးရဲ့အခြေအနေကတနေ့ထက်တနေ့ပိုဆိုးလာတယ်ကုသဖို့ခက်ခဲနေပါပြီဘုရင်ကြီးကငါမေဖျားကိုမဆုံးရှုံးနိုင်ဘူးဆိုပြီးအယံဝန်းနေပါတယ်အမတ်ကြီးကဘေဒင်ပညာရှင်တို့ဦးကိုခေါ်လာပါတယ်ဘေဒင်ဆရာကြီးမေဖျားကြီးကိုကယ်ပေးပါဘာပဲလုပ်ရအကျွန်တော်လုပ်ပါမယ်အရှင်မင်းကြီးမေဖျားကြီးပြန်ကောင်းနိုင်ပါတယ်ဒီနိုင်ငံရဲ့ရွာတရွာမှာမိန်းကလေးတယောက်ရှိတယ်သူမရဲ့မျက်ရည်ကတကယ်ပလဲလုံးလေးတွေဖြစ်သွားတတ်တယ်ဟဲ့ဒီပလဲတွေကမေဖျားကြီးကိုအသက်ဆက်ပေးနိုင်ပါလိမ့်မယ်ဒါဆိုဟဲ့ဒီမိန်းကလေးကိုမြင်းရှာပါရွှေပလဲယူလာပေးနိုင်သူကိုဆုလက်တွေပေးမယ်အပြင်သူ့ရဲ့သမီးကိုအင်ရှင်မင်းသားနဲ့လက်ထပ်ပေးမယ်လို့ရွာစဉ်လှည့်ကျင်ညာခိုင်းလိုက်ပါတယ်စစ်တီတွေရွာထဲမှာကျင်ညာတာကိုမာရာဝီကြားသွားပါတယ်ဟဲဒါဆိုငါသမီးမိုင်ရာကမင်းသမီးဖြစ်တော့မှာပေါ့စီယာကိုပုံးကိုခိုင်းပြီးပလဲတွေယူသွားရမယ်မာရာဝီအိမ်ပြန်လာပြီးစီယာကိုအမောင်ကန်နဲ့ပိတ်ထားဖို့ပြင်ဆင်ပါတယ်စီယာကဖျားနာနေလို့တမားတော်စီပို့ပေးဖို့တောင်းပန်ပေမဲ့မာရာဝီကနားမထောင်ပါဘူး
ဒီအခန်းထဲမှာမွေတွေကီမီကောက်တွေရှိတယ်။နေကြောက်ပြီးငိုလေပလဲလေရလေပဲလို့ချိန်ချောက်ပါတယ်။နှစ်ရက်ကြာသွားတဲ့အထိစီယာဟာအစာရေစာမရှိပဲကြောက်လန့်တဲ့ကြားငိုနေခဲ့ရပါတယ်။သူမရဲ့မျက်ရည်တွေကြောင့်ပလဲတွေအိုးတလုံးစာရလာပါတယ်။မာရာဝီကအိုးပလဲတွေပြေသွားပြီအခုနောက်ဆုံးအလုပ်တစ်ခုလုပ်ရမယ်ဆိုပြီးအစိတ်ခွက်ကိုပြင်ဆင်ပါတယ်မာရာဝီဟာလူမသိအောင်စီယာကိုအစိတ်တိုက်တတ်ဖို့ကြိုးစားနေပါတယ်နင်းတင်မငါသမီးကံကောင်းမှဆိုပြီးအတင်းတိုက်လိုက်ပါတယ်စီယာမြေကြီးပေါ်လဲကျသွားတဲ့အခါသူတို့သားမိနန်းတော်ကိုပလဲအိုးယူပြီးထွက်သွားကြပါတယ်နန်းတော်ရောက်တော့မာရာဝီကပလဲတွေကိုပြပါတယ်ဘယင်ကြီးကသဘောကျနေတော့ဘေရင်ဆရာကအရှင်ဒါဟာတကယ်ပလဲပိုင်ရှင်မဟုတ်ဘူးဒီမိန်းမကလိမ့်နေတာအစစ်အမှန်မိန်းကလေးကအမောင်ထဲမှာရှိနေသေးတယ်လို့ပြောလိုက်ပါတယ်ဘရင်ကြီးကစစ်စစ်မင်းမြန်းတဲ့အခါမာရာဝီကြောက်ပြီးအမှန်တိုင်းဝန်ခံလိုက်ရပါတယ်ဒါတွေကကျမရဲ့သမီးတော်စီရရဲ့မျက်ရည်တွေပါသူကိုအမောင်ကန်းနဲ့ပိတ်ထားပါတယ်လို့ပြောလိုက်တဲ့အတွက်သူတို့သားမိကိုထောင်ထဲထည့်လိုက်ပါတယ်။အိရှိမင်းသားကိုယ်တိုင်စီယာကိုသွားပြီးစီယာကိုကယ်တင်လိုက်ပါတယ်။စီယာဟာအစိတ်ကြောင့်မသေးပဲမေ့မျောနေတာဖြစ်ပါတယ်။နန်းတော်ကိုခေါ်လာပြီးတမားတော်တွေကုသပေးလို့စီယာဟာပြန်နိုးလာပါတယ်။စီယာကသူမကြုံတွေ့ခဲ့ရတဲ့နှိပ်စက်မှုတွေကိုပြောပြပါတယ်။ပြောရင်းနဲ့ငိုလိုက်တဲ့အခါမျက်ရည်တွေကပလဲလုံးဖြစ်သွားပြီးတောက်ပတဲ့အလင်းရောင်တွေထွက်လာပါတယ်။အဲ့ဒီအလင်းရောင်ကြောင့်မေဖျားကြီးယောဂပြောက်ကင်းပြီးချက်ချင်းပြန်ကျန်းမာလာပါတယ်။ဘယင်ကြီးကကျေးဇူးတင်နိုစီယာကိုအိရှိမင်းသားနဲ့လက်ထပ်ပေးဖို့ဆုံးဖြတ်လိုက်ပါတယ်။အိရှိမင်းသားကလည်းစီယာရဲ့စိတ်ထားဖြူစင်မှုကိုချစ်မြတ်နိုးလို့လက်ထပ်ဖို့သဘောတူလိုက်ပါတယ်။ဘေရင်ဆရာကစီယာကိုနောက်ထပ်မငိုခိုင်းပါနဲ့တော့သူငိုတာများရင်အသက်အန္တရာယ်ရှိနိုင်တယ်လို့သတိပေးလိုက်ပါတယ်။ဘရင်ကြီးကဒီနေ့ကစပြီးငါသမီးလေးကိုဘယ်သူမှဝမ်းမနေစေရဘူးလို့ဂရီပေးပြီးခန္ဓာစွာလက်ထပ်ပေးလိုက်ပါတော့တယ်။